ဒီမှာစားကြရင်စုံဒီမှာချစ်ပေါင်းစားကြရင်ဒီမှာလာစားလို့ရတယ်ချစ်ပေါင်းစားရင်ဘာဖြစ်တယ်ဆိုလားကျွန်တော်တော့မစားတော့ဘူးနောက်ခုရောက်နေရတော့ဘန်ကောက်ရဲ့ဧက35ကျပြီးတော့ဆိုင်ကန်းပေါင်း1000ခွဲလောက်ရှိတဲ့ဒီ Chat to Chat Wake Up Market ကိုရောက်နေတာပေါ့နော်ကျွန်တော်လူအရန်စီတဲ့အချိန်မှာလာပြီးတော့ရိုက်ပြထားတယ်ဒီကင်း2နာရီပေါ့နော်သူဆိုင်ကန်းပေါင်းက1000ခွဲတောင်ရှိရတယ်ဗျာတနေ့ကုန်ပတ်မယ်ဆိုရင်တော့မှဆိုင်ကန်းတွေအကုန်လိုက်ကြည့်နိုင်မှာမဟုတ်ဘူးပေါ့နော်ဒါတော့ဘန်ကောက်ကိုရောက်ပြီဆိုလို့ရှိရင်နောက်ထပ်မဖြစ်မနေလာလဲရမယ်နေရာပေါ့နော်ဈေးဝယ်ချင်တာဆိုရင်လည်းဒီမှာမိုက်တယ်ဆိုင်ကန်းလေးတွေကဆိုင်ကန်းတိလေးတွေနဲ့အများကြီးပေါ့နော်ဆိုင်တွေကတော့ညနေ9နာရီခွဲ6နာရီလောက်ဆိုတော့ပိတ်ကြတယ်ပြောတယ်ဆိုတော့ကိုကအစောထားနိုင်လဲမနေ့ပိုင်းလာလဲပေါ့ဒီမနေ့ပိုင်း9နာရီလောက်လာလဲရင်လဲနေဖို့တက်တာတယ်အဆင်ပြေတယ်လူလည်းအရင်မရှုပ်ဘူးနေခင်းဘက်ဆိုရင်တော့လည်းနေပူတယ်လူကတော့များတယ်ဆိုင်တွေကတော့အစောပိတ်တယ်ပေါ့နော်ဆိုင်တွေကတော့ညနေ9နာရီခွဲ6နာရီဆိုလို့ရှိရင်ပိတ်တယ်လို့သိရတယ်ပေါ့နော်ဈေးဝယ်ရတာကြိုက်တဲ့သူတွေကတော့ဒီမှာဈေးလာဝယ်လို့အရန်ကောင်းတယ်အိမ်မွေးတရိတ်ဆန်အစအကုန်ရှိတယ်ဗျာအိမ်ဆောက်ပစ္စည်းတွေရှိမယ်တခြားအဝတ်ထည်ပါညာပေါ့နော်အကုန်ရှိတယ်ဒီမှာစနော်စနီကာလေဒီမှာအဲ့ဒါလည်းအများကြီးလာလဲကြတယ်ကျွန်တော်အဓိကသွားကြည့်ချင်တာလေဒီငါးတွေဘန်ကောက်ရဲ့ဒီငါးတွေဟိုဆေးရောင်းတဲ့နေရာကိုသွားကြည့်ချင်တာပေါ့နော်ကျွန်တော်မရရအောင်လိုက်ရှာမယ်ပြီးလို့ရှိရင်ကျွန်တော်လိုက်ပြမယ်ကဲဒီမှာမျက်မှန်ကြည့်လိုက်အောင်ကျွန်တော်မျက်မှန်လိုတယ်ဗျနေပူတဲ့ခဏခဏသွားနေတာဆိုတော့ကဲမျက်မှန်ဝယ်လိုက်မျက်မှန်နဲ့ပို့ပြီးတော့ချောသွားဟဲ့လားမဟုတ်ကျွန်တော်နေရမ်းပူတော့ဗျာအပြင်ခဏခဏသွားတယ်ဆိုတော့မျက်မှန်မရှိလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ပို့ပြီးတော့တိုက်ညင်တာလည်းပါတာပေါ့တကယ်ချင်းနဲ့လာလဲမယ်ဆိုရင်လည်းပြောစရာကောင်းတယ်ဈေးဝယ်တာကြိုက်တဲ့သူတွေကတော့ဒီမှာဈေးဝယ်လည်းကောင်းတယ်ပေါ့နော်ဈေးကတော့ဆက်တက်မှရမယ်ဈေးဆက်မှရမယ်ဒီမျက်မှန်ဆိုလို့ရှိရင်ဘတ်200ကျွန်တော်တော့ဈေးမဆက်ခဲ့ဘူးပေါ့နော်သူများတော့ဈေးဆက်ဖို့ပြောနေတာဒီပါဗျအစုံရှိတာသူတို့ရဲ့ဒီလက်မှုပစ္စည်းလေးတွေရောင်းတဲ့ဆိုင်တွေလည်းရှိတယ်အဓိကတော့ထဲတွေပေါ့နော်မကဲဒီမှာ ice cream တင်ပြီးတော့တမေးတာအုံးရင်ဖြစ်နေအုံးရင်ဖြစ်တော့လေအုံးရင်တောက်ရတာပေါ့မတောက်ဖြစ်တာတော့ကြာပြီပေါ့နော်တန်း50မစိုးပြတန်းနေဒီမှာစားကြရင်စုံဒီမှာချစ်ပေါင်းစားကြရင်ဒီမှာလာစားလို့ရတယ်ချစ်ပေါင်းစားရင်ဘာဖြစ်တယ်ဆိုလားကျွန်တော်တော့မစားတော့ဘူးကျွန်တော်မုံစေးတန်းကိုရောက်လာပြီဗျသူကဒီမှာဘယ်လိုပြောမလဲဇုံတွေခွဲထားတယ်ပြောရမလားဆိုပါစို့ဒီဇုံ A ဇုံ B ပေါ့နော်အဲ့မှာဇုံ1 2 3အဲ့လိုခွဲထားတယ်ဗျအဲ့မှာဆိုလို့ရှိရင်ကိုသွားကျင်တဲ့ဇုံကိုရှာပြီးတော့ပေါက်ဝယ်ပေါ့နော် online မှာရှာကြည့်ပေါ့နော်ဘယ်ဇုံမှာကိုလိုချင်တဲ့ဟာရှိမလဲဆိုတဲ့နေရာကိုလိုက်ရှာပြီးတော့မှတောက်ဝယ်ပေါ့မဟုတ်လို့ရှိရင်လမ်းလျှောက်ရတာဒီမှာတနေကုန်လျှောက်ရတော့နှံ့မှာမဟုတ်ဘူးဒီမှာတော့ဆန္ဒပြရကိုကိုနဲ့ ice cream 55ကျပ်55ပဲပေါ့နော်ဟုတ်ရဲ့ကောကျွန်တော်ဆန္ဒကြည့်တော့ဒီဘက်မှာလမ်းဆုံးသွားပြီထင်တာပေါ့နော်တကယ်တော့ဘယ်ဟုတ်မလဲဒီဘက်မှာအများကြီးရှိသေးတယ် Hey, I'm not guessing here. This is how you own the day.
ကဲအခုကတော့ဒီဘန်ကောက်မှာနာမည်ကြီးတဲ့ဒီအလှမွေးငါးတွေဟိုဆေးရောင်းတဲ့နေရာပေါ့နော်သူကဒီနားဒီချက်တူချက်မကန်နဲ့ဆိုလို့ရှိရင်လမ်း10မိနစ်9မိနစ်လောက်ပဲရှောက်ရတယ်ဆိုတော့ကျွန်တော်တစ်ခါတည်းသွားကြည့်မယ်ပေါ့နော်